Burmese General U Aung San, head of his country's delegation to Britain, our reporter was given this uncompromising message. ပင်လုံစာချုပ်ဟာမြန်မာပြည်တွင်းမှာမိတင်းနေထိုင်တဲ့ကချင်ကယားမွန်မြန်မာရှမ်းကရင်ရခိုင်ချင်းစရှိတဲ့တိုင်းရင်းသားများတန်းတူညီမျှစွာအတူတကွလက်တွဲနေထိုင်မယ်လို့ကတိပြုခဲ့တဲ့သဘောတူစာချုပ်ဖြစ်ပါတယ်။ဒီနည်းပြောရရင်ပြည်내တွေတိုင်းဒေသတွေကြားမှာတန်းတူညီမျှတဲ့အခွင့်အရေးနဲ့အညီပြည်ထောင်စုကိုတည်ဆောက်ကြမယ်လို့သဘောတူညီခဲ့တယ်ဆိုရင်လည်းမမှားပါဘူး။ပင်လုံစာချုပ်ချုပ်ဆိုခဲ့တာ66နှစ်ပြည့်တော့မယ်ဖြစ်ပေမဲ့ကျွန်တော်တို့မြန်မာနိုင်ငံမှာလူမျိုးတိုင်းဟာတန်းတူခွင့်ရေးတကယ်တမ်းကောရရှိခဲ့ပါသလားခွင့်ရေးလို့ဆိုလိုက်တဲ့နေရာမှာစီးပွားရေးပညာရေးကျန်းမာရေးလူမှုရေးအခွင့်အလမ်းတွေပြင်နိုင်ငံရေးအခွင့်အရေးဆိုတာလည်းပါဝင်နေပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာလွတ်လပ်ရေးရကြတာကစလို့အခုချိန်ထိဖွဲ့စည်းပုံအခြေခံဥပဒေ3ခုပေါ်ပေါက်ခဲ့ပါတယ်ပထမဆုံးအခြေခံဥပဒေဟာပင်လုံစာချုပ်အရသဘောတူညီခဲ့ကြတဲ့အချက်အလက်များပေါ်မှာအခြေခံပြီးရေးဆွဲခဲ့တယ်လို့ပြောနိုင်ပါတယ်1949ဖွဲ့စည်းပုံအခြေခံဥပဒေလို့လူပြည်များပါတယ်ပါလီမန်ဒီမိုကရေစီစနစ်အောက်မှာကျင့်သုံးခဲ့တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ပါတယ်ဒုတိယအကြိမ်ပေါ်ပေါက်ခဲ့တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကတော့1983ခုနှစ်မှာအတည်ပြုခဲ့တဲ့စစ်ကောင်းဆောင်တွေဥဆောင်တဲ့ဆိုရှယ်လစ်ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ပြီးတပါတီအာဏာရှင်စနစ်အောက်မှာကျင့်သုံးခဲ့တဲ့ဖွဲ့စည်းပုံဖြစ်ပါတယ်တတိယအကြိမ်ပေါ်ပေါက်ခဲ့တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကတော့2008ခုနှစ်မှာအာဏာသိမ်းစစ်တပ်ကဥဆောင်ပြီးစစ်ဗိုလ်ချုပ်များအလိုကျအတည်ပြုခဲ့တာဖြစ်ပါတယ်မြန်မာနိုင်ငံသားအလုံးကြိုဆိုပြီးတခဲနဲ့အတည်ပြုခဲ့တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေမဟုတ်ပါဘူးတချို့ကတော့ဒီ2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုနာဂစ်ဖွဲ့စည်းပုံအခြေခံဥပဒေလို့လည်းကင်မွန်းတတ်ကြပါတယ်ခရီးမြန်မာပြည်မှာတိုင်းသားလူမျိုးပေါင်းစုအနေနဲ့ခေတ်ဆက်ဆက်ကတောင်းဆိုနေကြတာကတော့ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဖြစ်ပါတယ်ဒါကြောင့်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့တောင်းဆိုကြတာလေဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်မှသာလူမျိုးများအကြားတန်းတူညီမျှရေးကိုအာမခံနိုင်မှာဖြစ်တာကြောင့်ပါ1962ခုနှစ်တုန်းကအာဏာသိမ်းခေါင်းဆောင်ဖြစ်တဲ့ဗိုလ်ချုပ်နေဝင်းကတော့ဖက်ဒရယ်ဆိုတာခွဲထွက်ရေးသာဖြစ်တယ်လို့ဆွဆွဲခဲ့ပြီးအာဏာသိမ်းခဲ့တာဖြစ်ပါတယ်ဖက်ဒရယ်ပြည်ထောင်စုစနစ်ဟာတိုင်းပြည်ပြိုကွဲရေးလို့အကြောင်းပြပြီးအာဏာသိမ်းခဲ့ပေမဲ့တကယ်တမ်းမှာတော့ငြိမ်းချမ်းရေးမရခဲ့ပါဘူးဗိုလ်ချုပ်နေဝင်းဆိုရှယ်လစ်အစိုးရလက်ထက်ကစလို့ခဏချိန်ထိတိုင်းသားဒေသတွေမှာစစ်မဲ့တွေဖြစ်ပွားနေတာနှစ်ပေါင်း90ရှိပါပြီဒီငြိမ်မှုငြိမ်းချမ်းမှုမရှိတဲ့အတွက်တိုင်းသားဒေသတွေဟာအခုအချိန်ထိအဆအဆရရဖွံ့ဖြိုးတိုးတက်မှုနဲ့ကင်းဝေးနေသေးလည်းဖြစ်ပါတယ်အခုလက်တွေ့ကြုံတွေ့နေရတဲ့ပြဿနာတွေကိုပြောရမယ်ဆိုရင်ကချင်ပြည်နယ်မှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေကိုမြင်နိုင်ပါတယ်ကချင်တိုင်းရင်းသားတသိန်းနီးပါးသူတို့ရဲ့ရရွာတွေကနေထွက်ပြေးကြပြီးစစ်ပြေးဒုက္ခသည်များအဖြစ်နေထိုင်ကြရပါတယ်ကချင်ကောင်းဆောင်တွေဟာဗိုလ်ချုပ်အောင်ဆန်းဦးဆောင်ခဲ့တဲ့1948ခုနှစ်ပင်လုံစာချုပ်ချုပ်ဆိုတဲ့အခါကပြည်ထောင်စုထဲမှာမြန်မာအပါအဝင်ကျန်တဲ့တိုင်းသားများနဲ့အတူအေးတူပူမြလက်တွဲနေထိုင်မယ်ဆိုတဲ့ရည်မှန်းချက်နဲ့သဘောတူလက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်ဒါပေမဲ့ကနေ့ချိန်ထိကချင်အမျိုးသားတွေအပါအဝင်တိုင်းသားပေါင်းစုံတို့ရဲ့ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဆန္ဒတွေအကောင့်ထဲပေါ်မလာသေးတာကတော့ဝမ်းနည်းဖွယ်ရာဖြစ်ပါတယ်ပြောရမယ်ဆိုရင်1949ဖွဲ့စည်းပုံအခြေခံဥပဒေဟာအလုံးစုံပြည့်စုံတဲ့ဖွဲ့စည်းပုံမဟုတ်ပေမဲ့ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက်ခိုင်မာတဲ့ကြိုးရိုးရှိတယ်လို့ဆိုနိုင်ပါတယ်ကျန်တဲ့ဖွဲ့စည်းပုံတစ်ခုကတော့အုပ်စိုးသူအာဏာရှင်များအလိုကျအတိုင်းရေးဆွဲခဲ့တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေများဖြစ်တဲ့အတွက်မြန်မာတွေအပါအဝင်ဘယ်လူမျိုးဘယ်တိုင်းသားကမှမနှိမ့်သက်ပါဘူးအခုမြန်မာနိုင်ငံမှာအသစ်ပြဋ္ဌာန်းထားတဲ့2008ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေဟာစစ်တပ်လူဒန်းစားအာဏာကန်ဆွဲနိုင်မှုသာဇောင်းပေးထားပါတယ်တိုင်းသားလူမျိုးတွေအတွက်အဓိကကျတဲ့နိုင်ငံရေးဆိုင်ရာအခွင့်အလမ်းဆိုတာမရမပါရှိပါဘူးကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရုပ်ရရစီရင်ဆုံးဖြတ်ခွင့်အစရှိတဲ့နိုင်ငံရေးအခွင့်အရေးတွေအသုံးချနိုင်မှုလည်းခွင့်ပြုမထားပါဘူးလက်ရှိအခြေအနေကိုပြန်ကြည့်ရင်တိုင်းနိုင်ငံလုံးမှာအနိုင်ကျင့်ပိုကြပြီးလေသိမ်းမြေသိမ်းပြုလုပ်နေတဲ့ပြဿနာတွေဟာအခုထိကြီးမားမားရှိနေတော့မှာကချင်ပြည်နယ်မှာတိုက်ပွဲတွေဖြစ်နေသလိုရှမ်းပြည်နယ်မှာလည်းတိုက်ပွဲတချို့ဖြစ်ပွားနေသေးရှိပါသေးတယ်ရခိုင်ပြည်နယ်မှာလည်းလူမျိုးရေးဆိုင်ရာပဋိပက္ခကိုဖန်တီးခဲ့တာဟာဘယ်သူတွေလဲဆိုတာမြန်မာနိုင်ငံသားအားလုံးသိစားမိကြပါတယ်နိုင်ငံရေးသားအကျဉ်းသားတွေလည်းအကျဉ်းထောင်တွေထဲမှာဆက်လက်ရှိနေသေးပါတော်ရရှိမှာခင်ဗျာမြန်မာပြည်မှာရေရှည်ငြိမ်းချမ်းရအောင်တည်ငြိမ်အောင်ဆောင်ရွက်လို့လဲဆိုရင်1949ခုနှစ်ကတိုင်းရင်းသားများအကြားရေးဆွဲသဘောတူခဲ့တဲ့ပင်လုံစာချုပ်ကိုအသက်ပြန်ဝင်လာအောင်
အားလုံးနားလည်သဘောပေါက်လာအောင်ကြိုးစားဖို့လိုပါတယ်။တစ်ချိန်တည်းမှာလည်းစစ်ဗိုလ်တွေစိတ်တိုင်းကြရေးဆွဲအတည်ပြုခဲ့တဲ့2008ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကိုလိုပြန်လည်ပြင်ဆင်ရေးဆွဲဖို့လည်းလိုနေပါတယ်။ဒီနေ့တိုင်းရင်းသားတွေလက်နက်ကင်တိုက်ပွဲဝင်နေတာဟာပြည်တော်စုကနေခွဲထွက်ဖို့မဟုတ်ဘဲသူတို့အခွင့်အရေးသူတို့လက်ထက်ပြန်ရောက်ရှိဖို့တိုက်ပွဲဝင်နေတာဖြစ်ပါတယ်။တိုင်းရင်းသားများကြားဓာတ်နုခွင့်ရေးတရှိဖို့လိုအပ်တဲ့ဆိုတာကိုအသိအမှတ်ပြုဖို့လိုပါတယ်။အဲ့ဒါလိုမှမဟုတ်ဘဲအုပ်စိုးသူအစိုးရနဲ့စစ်ဗိုလ်ချုပ်များငါတကောကောနေကြအောင်မယ်ဆိုရင်မြန်မာနိုင်ငံမှာဒီမိုကရေစီထွန်းကားဖို့ရည်ရှိငြိမ်းချမ်းမှုဆိုတာခက်ခဲနေဦးမှာဖြစ်ပါတယ်။အနာဂတ်မှာဖက်ဒရယ်ပြည်တော်စုကြီးပေါ်ထွန်းလာဖို့အတွက်ဌာနပြုလိုက်ပါတယ်။နားသောတာစနစ်အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်ဇော်လူသစ်ပါ